အဲ့ဒီအချိန်ထိအားလုံးအဆင်ပြေခဲ့တဲ့ထင်တာပါဒါပေမဲ့ပေါ်ရောက်လာတဲ့အချိန်မှာပဲအခက်အခဲတွေစတင်လာတယ်ဒရုန်းကပျောက်တော့မလို့တောင်ဖြစ်သွားတယ်ဗျာဒီခရီးကစိတ်ကူးရင်ထားသလိုမဖြစ်ခဲ့ဘူးဗျာမနက်စာကိုတော့ကော်ဖီလေးနဲ့စပယ်လာလှုပ်စားပြီးပစ္စည်းတွေအကုန်ထည့်လိုက်တယ်အဖွင့်လို့ရဗျာရာသီဥတုကကောင်းနေတော့ဘာမှတော့မတင်ထားခဲ့ဘူးဒီလိုနဲ့ကျွန်တော်တို့တွေတောင်တက်ဖို့စထွက်လာခဲ့တယ်တနင်္လာခွဲလောက်မောင်းပြီးတော့ကမ်ပိန်းကိုရောက်လာခဲ့တယ်ဗျာတောင်တက်ဖို့ပဲကျန်တော့တယ်ကမ်ပိန်းရောက်ချင်းပဲအရန်ပျော်သွားတယ်ဗျာရာသီဥတုကလည်းကောင်းနေတော့ဒီနေ့ကတဘာဝအလားဗီဒီယိုရိုက်ဖို့အတွက်ပလန်တွေအများကြီးဆွဲထားတယ်ဗျာအဲ့ရမဲ့တောင်ကိုကြည့်လိုက်တော့နည်းနည်းစိုးရိမ်လာတယ်ဗျာတောင်ပေါ်နဲ့တောင်အောက်နဲ့ကရာသီဥတုကမတူဘူးဆိုတော့နောက်ဆုံးတော့တောင်ပေါ်ကိုစတက်ခဲ့တယ်ဗျာရိုက်တော့ဗျာတောင်ပေါ်ကိုတက်လိုက်ဆင်းလိုက်နဲ့တယောက်တည်းအလုပ်တွေရှုပ်နေတယ်ဗျာစိတ်ကူးထဲမှာတော့တောင်ပေါ်ရောက်တာနဲ့ဒရုန်းလွတ်ပြီးတဘာဝအလားဗီဒီယိုရိုက်ဖို့မျှော်လင့်ချက်ကြီးနေပေါ့ဗျာတခြားလူတွေကအရှိကိုသွားနေကြပြီကျွန်တော်တယောက်တည်းနောက်မှာနေပြီးရိုက်ဆက်ရှိတာတွေရိုက်နေခဲ့တယ်ဗျာအပေါ်ကိုရောက်လေတွေကပိုပြင်းလာလေနဲ့နည်းနည်းစိုးရင်လာတယ်ဗျာမိုက်တယ်ဗျာဒီမြင်ကွင်းတွေကဘာနဲ့မှမလဲနိုင်ဘူးဗျာတောင်တန်းတွေအထက်ထက်နဲ့နင်းတွေနဲ့ဆိုတော့တကယ်ကိုမိုက်တယ်ဒီခရီးမှာတဘာဝအလားဗီဒီယိုမရခဲ့ရင်တော့မမေ့နိုင်တဲ့ခရီးတစ်ခုဖြစ်သွားပြီဗျာကိုချေရတဲ့သူတွေနဲ့အတူဒီနေရာထိတက်လာနိုင်ခဲ့တာလဲတန်ဖိုးရှိပါတယ်ဗျာဒါပေမဲ့အပေါ်ရောက်တော့လေတွေကတော်တော်တိုက်လာတယ်ဆက်ပြီးတက်ကြည့်မယ်ဗျာလေတွေကတဖြည်းဖြည်းမတင်ထားသလောက်အောင်ကျန်းလာတယ်ရှေ့ဆက်သွားဖို့လည်းမဖြစ်တော့ဘူးတောင်ပေါ်ကစားတောက်ဆိုင်နဲ့ဝင်ပြီးတော့ကော်ဖီလေးပါလေးတောက်ပြီးလေညင်တဲ့အထိစောင့်နေခဲ့တယ်ဗျာဒါပေမဲ့မစောင့်နိုင်လို့ဒရုန်းကိုထပ်ပြီးလွတ်လိုက်ကြည့်တယ်ဗျာအဲဒီအချိန်မှာပဲလေကကျန်းလို့ဒရုန်းကလေထဲပါသွားတော့မလို့ကန်ကောင်းလို့ပေါ့ပြန်ရလိုက်တယ်နောက်ဆုံးတော့အခြေအနေမကောင်းတာနဲ့တောင်ပေါ်ကနေပြန်ဆင်းလာရတယ်ဗျာစိတ်ကူးရင်ထားသလိုမဖြစ်ခဲ့ပေမဲ့ဒီခရီးကကျွန်တော်တော်မမေ့နိုင်တဲ့ခရီးတစ်ခုဒီခရီးကစိတ်ကူးရင်ထားသလိုမဖြစ်ခဲ့ဘူးဒါပေမဲ့အဲ့ဒီလိုမဖြစ်တာလဲကျွန်တော်အတွက်တော့ရိုးနေပါပြီဗျာဖလန်နေဆွဲလိုက်တိုင်းတခုခုတော့မဖြစ်တာကျွန်တော်ရဲ့အားနည်းချက်ပါပဲလေကတော်တော်တိုက်နေတာဘလို့မှလုံးဒီလိုနဲ့ရေတွေပါလေချိုးပြီးတော့ဟိုဘက်ခန်းမှာဟောပေါ်သွားလို့စားကြတယ်တငယ်ချင်းတွေနဲ့အတူဂိမ်းတွေလည်းကစားဖြစ်ခဲ့တယ်ဗျာဘာပဲပြောဒီခီးကကျွန်တော်အတွက်တော့မမေ့နိုင်တဲ့ခီးတစ်ခုပဲနောက်ဆုံးတော့ကမ်ပိန်းမှာတညတာကုန်ဆုံးသွားတယ်Come cookie. Awesome. ကျွန်တော်ရဲ့မပြီးဆုံးနိုင်တဲ့ခရီးများကိုလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်ခရီးစဉ်တွေမှာပြန်ဆောင်ရမယ်